လောကရဲ့မတည်ငြိမ်တဲ့သဘာဝအရာလူတွေဟာနှိမ့်တုံမြင့်တုံလို့ဆိုတဲ့အခြေအနေမျိုးမျိုးကြုံတွေ့ခံစားကြအဲ့ဒါလို့ကြုံတွေ့ခံစားကြတဲ့အခါစိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်သွားလဲမကောင်းတဲ့လောကရန်နဲ့တွေ့ကြုံသွားလို့ရှိရင်စိတ်ဓာတ်တွေကျဆင်းပြီးတော့နောက်ဆုံးမှာကိုယ့်ကိုယ်တတ်သိခြင်းဆိုတာနဲ့အဆုံးသတ်သွားကောင်းတဲ့လောကရန်တွေနဲ့တွေ့တဲ့အခါမှာလဲလူတွေဟာတက်ကြွမောက်မာပြီးတော့ဘဝင်မြင့်သွားတတ်ကြသေးတယ်ဒါကြောင့်မို့ကောင်းတာနဲ့ပဲကြုံကြုံမကောင်းတာနဲ့ပဲဆုံးဆုံးမိမိစိတ်ဓာတ်ဟာရဲရဲလှုပ်ရှားခြင်းမရှိပဲပဂတိအနေထားမျိုးရအောင်လေ့ကျင့်ပြီးတဲ့နည်းစနစ်ကိုဘာဝနာလို့ခေါ်တာပဲဘာဝနာဆိုတာတတိတရားတွေတိုးပွားလာအောင်ပညာတရားတွေတိုးပွားလာအောင်သမာဓိစွမ်းအားတွေတက်လာအောင်လေ့ကျင့်ပေးတဲ့သဘောအဲ့ဒါလို့လေ့ကျင့်ပေးမှုသည်လောကရန်ကိုခိုင်ခန့်လောကရန်ရဲ့သဘာဝတွေကြောင့်လှုပ်ရှားရင်းရိုင်မှုမရှိအောင်ကြန့်ခိုင်တဲ့စိတ်ဓာတ်ကိုရရှိစေနိုင်တယ်